အိမ်မှာထမင်းကြော်ကိုအဲ့လိုဝါထိန်ကြော်စားတာဆိုတော့ကျမတယောက်ပဲရှိပါရဲ့ရှင်။ကျန်တဲ့လူတွေအကုန်လုံးကတော့ပဲငံပြရဲလေးနဲ့ကြော်တာကိုကြိုက်ပါတယ်ရှင်။ကျမကတော့ဒီလိုမျိုးစနစ်မုတ်လေးနဲ့ဝါထိန်လေးကြော်စားတာကိုကြိုက်ပါတယ်။ထမင်းနဲ့ပဲပဲများများနဲ့ကြော်စားဖြစ်ပါတယ်။ခါတလေတော့လည်းမနှက်စအောင်လေမခင်းခါတို့အုံနောက်ခေါက်ဆွဲတို့အတုပ်တို့စားရတာရိုးအီလာတဲ့အခါကျတော့တခါလေလူထမင်းလေးကြော်စားဖြစ်တယ်ပေါ့နော်။ကျမထမင်းကြော်ကိုရမ်းကြိုက်တဲ့ထဲတော့မပါပါဘူး။တလနေလို့တခါတော့သိမစားဖြစ်ပါဘူးဒီခါတော့စိတ်လိုလိုက်ရလေထမင်းကြော်ကိုကြော်စားပါတယ်နည်းနည်းလေးကြော်ပါတယ်ဝေးရကြရင်တော့စီထမင်းလို့ထင်ကြမှာပေါ့နော်တကယ်တော့ထမင်းကြော်ပါပဲပြုတ်ပြီးတော့များများလေးထည့်ပါတယ်ရှင်အဲ့တော့ထမင်းကြော်လေးကပဲပြုတ်များများနဲ့ဆိုတော့စိတ်လေးနဲ့စားလို့ကောင်းပါတယ်ရှင်အရသာအတွက်တော့ထမင်းကြော်တဲ့ဟိုအသားမုံလေးနည်းနည်းပဲထည့်ပါတယ်ဒါဆိုရင်တော့ဝါထိန်လေးနဲ့စိတ်နေစားလို့ကောင်းတဲ့ကျမရဲ့ထမင်းကြော်လေးတစ်ပကံရပါပြီရှင်ဆုံးဖြတ်ကြည့်ပေးကြတဲ့တူတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်